လူတွေဟာပြက်လုံးတစ်ခုအနေနဲ့သူမရဲ့ကလထိုင်ပေါ်မှာတန်ကြွတစ်ချောင်းချထားခဲ့ကြပါတယ်။အဲ့ဒီအခါသူမဟာထိုင်လိုက်တာနဲ့တန်ချုံကအရေပြားကိုထိုးဖောက်သွားဝင်ပါတယ်။ဒီတော့သူမကလည်းအော်ဟစ်လိုက်ပြီးနောက်မှာတော့ဒီအဖြစ်အပျက်ကိုရေမောပစ်လိုက်ကြပါတယ်။ဒါပေမဲ့ရက်အနှဲငယ်အကြာမှာတော့အဲ့ဒီအမျိုးသမီးဟာနေမကောင်းဖြစ်လာခဲ့ပါတယ်။ဘာလို့ဆိုရင်အဲ့ဒီတန်ချုံမှာဘက်တီးရီးယားပိုးမွှားတွေကပ်ညှိနေပြီးဒဏ်ရာမှတဆင့်သွေးထဲကိုဝင်ရောက်သွားခဲ့တာကိုနောက်ပိုင်းမှာသိရှိခဲ့ရပါတယ်။အဲ့ဒီအခါကူးစက်ပိုးဟာအလျင်အမြန်ပြန့်နှံ့သွားပြီးပြင်းထန်တဲ့သွေးစိတ်တက်မှုကိုဖြစ်စေခဲ့တဲ့အတွက်ဆရာဝန်တွေကလည်းအကောင်းဆုံးကုသပေးခဲ့ပေမဲ့လည်းဝမ်းနည်းစွာနဲ့ပဲအမျိုးသမီးဟာအသက်မရှင်နိုင်ခဲ့ပါဘူး။လူကမျက်ဝန်းလေးကိုကင်ဖို့ကြိုးစားလိုက်တာနဲ့မျက်ဝန်းလေးဟာလက်နှစ်ဖက်ကိုမြောက်ပြီးတရောင်စစ်မှရှိတဲ့အစိတ်ကလင်းကိုလျှက်လိုက်ပါတယ်။အဲ့ဒီအစိတ်ဟာမျက်ဝန်းရဲ့သွားရည်တွေနဲ့ရောပြီးချွန်ထက်နေတဲ့သွားတွေပေါ်မှာလူးသွားပါတယ်။လူကနည်းနည်းလေးနီးသွားတာနဲ့အဲ့ဒီမျက်ဝန်းလေးဟာသူ့ရဲ့အားကောင်းတဲ့မေးရိုးနဲ့လူကိုကိုက်လိုက်ပြီးအစိတ်ကိုတော့ဓာတ်ရိုက်သွေးကြောထဲထိုးသွင်းလိုက်ပါတယ်။အဲ့ဒီအစိတ်ကြောင့်ပဲလူဟာပြင်းထန်တဲ့ရင်ဘတ်အောင့်တာနဲ့ရောင်ရမ်းလာတွေဖြစ်လာပြီးမျက်နှာတစ်ခုလုံးမှာဖောင်းကားလာခဲ့ပါတယ်။အကယ်၍ဒါကိုကုသမှုမခံယူဘူးဆိုရင်တော့ဒီအကိုက်ခံရမှုကလူကိုသေစေနိုင်ပါတယ်။